ရက်တီကိုလူတိုင်းနီးပါးကြိုက်ကြတယ်ဒါပေမဲ့တင်နေတိုင်းစားနေတဲ့တရက်တီကတင်ချမ်းမကြီးကိုကဲတင်နေတာလားဒါမှမဟုတ်အန်တီရဲ့ဖြစ်စီနေတာလားလူအများစုမသိတဲ့အမှားသုံးခုရှိတယ်ဒီအမှားတွေကိုသိရဖို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုလိုက်ပါနွေရာသီရောက်ပြီဆိုလာနဲ့မြမတွေအတွက်တရက်တီမရှိရင်မဖြစ်ဘူးနော်ငတိနဲ့စားမလားစားနဲ့စားမလားမုန်းနဲ့ဖလွေရလက်စားမလားတချို့ဆိုတနေ့တည်းနဲ့တရက်တီတစ်လုံးသုံးလုံးစားထကြတယ်ဒါပေမဲ့ဒီလိုစားနေရဆိုရင်တင်ကိုယ်တိုင်မသိပဲကိုထိခိုက်နေတာချစ်နိုင်နေပထမဆုံးတရက်တီကဘာလို့လူကြိုက်များလဲဆိုတာကြည့်ရအောင်ဗိုက်တာမင် C အများကြီးပါဝင်တယ်အသားတွေကိုတောက်ပစေတယ်ဖိုင်ဘာပါဝင်မှုမြင့်တာကြောင့်ဝမ်းချုပ်တဲ့သူတွေအတွက်အရန်ကောင်းပါတယ်အန်တီအောက်ဆီဒန့်ပါဝင်လို့ကိုယ်ခံအားကိုလည်းတိုးတက်စေပါတယ်ဒါကြောင့်တရက်တီကို beauty fruit လို့တောင်ခေါ်ကြတာပါဒါပေမဲ့ဒီနေရာမှာအရေးကြီးတဲ့အရာတစ်ခုရှိတယ်တရက်တီကကောင်းပြီမဲ့များစားလို့မရပါဘူးနံပါတ်1တွေးချိုတတ်နိုင်ခြင်းတရက်တီမှာတကြားပါဝင်မှုမြင့်နေအထူးသဖြင့် already sugar problem ရှိသူတွေအလွန်အကျွမ်းစားရင်အန်တီရဲ့ရှိနိုင်တယ်နံပါတ်2အပူတက်ခြင်းတရက်တီက heaty fruit ဖြစ်တယ်များစားရင်ပါးစပ်မှာအပူကန်တာနဲ့မျက်နှာမှာဖူထွက်တတ်ပါတယ်နံပါတ်3အစာအိမ်ပြဿနာဖြစ်နိုင်ခြင်းမရင်သေးတဲ့တရက်တီကိုအများကြီးစားမိရင်ဝမ်းလျှော့ခြင်းနဲ့အစာမကြေခြင်းကိုဖြစ်စေနိုင်တယ်နံပါတ်5 weight တက်နိုင်ခြင်းတရက်တီကကလိုရီလည်းမနည်းဘူးဒါကြောင့် diet လုပ်နေသူတွေသတိမထားရင်ကိုယ်အလေးချိန်တက်နိုင်ပါတယ်လူအများစုလုပ်နေတဲ့အမားတွေဘိုက်ထဲမှာအစာမရှိပဲစားရင်အစာအိမ်ကိုထိခိုက်စေနိုင်တယ်တခါတည်းအများကြီးစားရင် sugar spike ဖြစ်နိုင်ပါတယ်ညအနောက်ကျမှစားခြင်း digestion မကောင်းဖြစ်နိုင်ပါတယ်ရေမတောက်ပဲစားခြင်း body heat ကိုတက်စေပါတယ်အကောင်းဆုံးစားနည်းကနေ့လယ်အချိန်မှစားပါတစ်နေ့တစ်လုံးထက်မကြော်ပါစေနဲ့အစားစားမိမှစားပါရေများတောက်ပါဒီလိုစားရင်ကောင်းကျိုးကိုသာရပြီးအန်ဒီရဲကိုမထစ်စေပါဘူးဒီလိုအသီးအရွက်နဲ့ကျန်းမာရေးအကြောင်းတွေကိုကျမတို့ရဲ့ Burmese Food Healthy Knowledge Channel မှာနေ့တိုင်းရှင်းပြပေးနေပါတယ်သင်လဲတရက်တီးကြိုက်သူဆိုရင်ဒီဗီဒီယိုလေးကို like and share လုပ်ပါနောက်ထပ်ဘယ်အသီးအရွက်အကြောင်းသိချင်လဲဆိုတာ comment မှာရေးထားပေးပါဦးနော်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ကျန်းမာရေးကောင်းမွန်စွာနေထိုင်နိုင်ကြပါစေ